ဖခင်ဖြစ်သူကတမီးအရင်ဖြစ်သူကိုအချိန်ချင်းအတ္တမပြုတ်ခြင်းတဲ့အကြောင်းကိုကျွန်တော်ပြောပြပါမယ်။ဒါကိုအားလုံးနားထောင်စေချင်တယ်ဗျ။ဘ ഹു တုတဆိုတာထက်သင်္ကန်းသာယူဖို့အတွက်ဖြစ်တာပေါ့။ဒီຢာကိုသူ့ရဲ့အမေကတည်သွားတဲ့အခါမှာသူ့ယောက်ျားကိုပြောတယ်။နေဘာလို့အဲ့လိုလှုပ်တာလဲလို့ပြောတဲ့အခါမှာသူ့ယောက်ျားဘာပြောလဲဆိုရင်လက်ခုပ်ဆိုတာတစ်ဖက်တည်းတီးလို့မမီဘူးတဲ့။နှစ်ဖက်တီးမှမီတယ်ဆိုပြီးတော့မှနောင်လာရတဲ့လေတံမပေါက်ပဲနဲ့ဖခင်မပီသားတဲ့လေတံမျိုးနဲ့ပြောတာဒါကိုတရားရုံးကိုတင်ပြီးတော့မှတရားစွဲတဲ့အရာပေါ့။ဒါစင်ကာပူနိုင်ငံမှာဖြစ်သွားတဲ့အရာဖြစ်တယ်စင်ကာပူနိုင်ငံမှာတချို့အမှုတွေကကာယကရှင်ကိုထောက်သားငှက်ညာပြီးတော့မှဒီမိုကရေစီပြည်သားစွာနဲ့လှုပ်ဝက်ထားတာရှိတယ်ဒါပေမဲ့တရားရုံးရဲ့ဆောင်းပါးတွေမှာပေါ်ပြတဲ့အရာကိုကျွန်တော်ပြောချင်းဖြစ်တယ်လို့ကျွန်တော်ကနဦးပြောပေးချင်ပါတချို့ကငါတို့စင်ကာပူနိုင်ငံမှာနေတာဒါပေမဲ့မသိဘူးလို့ပြောမှဆိုလို့ကျွန်တော်ကြိုပြီးတော့ပြောပြပေးထားဖြစ်ပါတယ်တချို့အရာတွေကြတော့တရားရုံးရဲ့ဆောင်းပါးတွေမှာသွားပြီးဖတ်မှရှားကျွန်တော်တို့နိုင်ငံမှာလည်းဒီလိုမျိုးဖြစ်နေရပေါ့လေနော်တည်ရမလားဒီလိုမျိုးနေတာခဏခဏကျွန်တော်တက်လာတယ်တွေ့ရနော်ဒါမှတော့ဒီကိစ္စပြောမှဆိုရင်မဖြစ်တင်ဘူးရနော်ဘလို့အသိစိတ်တက်မျိုးနဲ့ဘလို့ဖြစ်သွားလဲဆိုတော့ကျွန်တော်လည်းပဲမသိဘူးနော်အဲ့တော့ဗီဒီယိုလေးကိုဒါမလေးရှားနိုင်ငံကဒါဒီဖြစ်တဲ့အကြောင်းရင်းကိုဒါဦးလေးတယောက်ကပြောထားတာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်လည်းတူဗီဒီယိုလေးကိုစောင့်ကြည့်အရာဖြစ်တာဟုတ်ဒီအမျိုးသားနဲ့အမျိုးသမီးက2003ခုနှစ်ထဲကနှစ်ယောက်အတူတူကြီးစားဖြစ်ပြီးတော့မှကျူးလွန်ပြီးတော့မှမွေးဖွားလာတဲ့ကလေးပေါ့မွေးဖွားလာတဲ့အခါမှာသူတို့ကတယောက်လက်မထပ်ထားဘူးလက်မထပ်ထားဘဲနဲ့သူတို့ရဲ့မိခင်ကနေပြီးတော့မှပဲဒီကလေးလေးကိုမွေးစားပြီးတော့မှသူတို့ကအကိုလိုအမလိုပုံစံမျိုးနဲ့နေတယ်ဆိုတော့ဒီကလေးကသူတို့ကိုအကိုအမပဲထင်တာပေါ့နော်ဒါပေမဲ့2009ခုနှစ်မှာသူတို့တွေလက်ထပ်လိုက်ကြတယ်လက်ထပ်လိုက်တဲ့အချိန်မှာအဲ့အချိန်ကျမှသူတို့ကဒါသူတို့သမီးဆိုတဲ့အရာကိုဖွင့်ပြောတာကလေးကလည်းအရွယ်လေးရောက်လာတဲ့အခါမှာဖေးအမေမက်တည်သွားတဲ့အခါမှာဖေးအမေဆိုပြီးတော့မနေဒါပေမဲ့မကောင်းတဲ့အချက်ကတော့ဒါအားလုံးသင်္ကန်းသာယူဖို့ရန်အတွက်ကတော့ပါလဲဆိုရင်သမီးနဲ့အဖေနဲ့ကနေထိုင်တဲ့အခါမှာဖေးကလည်းပုံဝင်လင်းလင်းသမီးကလည်းပုံဝင်လင်းလင်းပြောဆိုနေထိုင်တယ်သမီးရဲ့ဖြစ်ပျက်သမျှအရာတွေအားလုံးကိုသူ့အဖေကိုအကုန်လုံးကိုပြောပြတာအရာကနည်းနည်းဆိုးရတယ်ဗျအမှန်တကယ်တော့သမီးမိန်းကလေးဆိုတာဖေးနဲ့ရင်းနီတပူတတိနေတာထက်ကျွန်တော်ပြောတာဟိုမိခင်နဲ့ဖခင်တာသမီနဲ့ဖခင်ရဲ့ချစ်ချင်းမြတ်တာကိုကျွန်တော်ခွဲပြောတာမဟုတ်ဘူးเนาะဒါကျွန်တော်ကလူဆိုတာအကုန်လုံးအသွေးသားနဲ့တိဆောက်ထားတာဖြစ်တဲ့အတွက်နားလည်စေခြင်းနဲ့အချက်လေးကိုကျွန်တော်ပြောရပေးတာပါသမီးမိန်းကလေးကဖေးကိုဖေးနေရာမှာထားပြီးတော့မှမိခင်ကိုညီမလိုပေါင်းတဲ့အရာကကိစ္စမရှိဘူးဗျမေကိုမေနေရာမှာထားပြီးတော့မှဖေးကိုမောင်နှမလိုပေါင်းတဲ့အရာကနည်းနည်းလေးတိတ်ပြီးတော့သဘောမဆန်ဘူးဒါဒီအဖြစ်ကြည့်ချင်းအဖြစ်ကျွန်တော်ပြောပြပေးတာပါကျွန်တော်အရာတွေကိုကျွန်တော်ထိခိုက်စေခြင်းလို့ကျွန်တော်ပြောပြတာမဟုတ်ဘူးအဲ့တော့ဖေကလည်းပုံဝင်လင်းတမီးကလည်းပုံဝင်လင်းဒီလိုပဲနေတာတဲ့အခါမှာတမီးလေးအသက်73နှစ်ရောက်လာတဲ့အခါမှာရီးစားထားတဲ့အခါမှာသူ့အမေကမိသွားတာသူ့အဖေကိုတိုင်တယ်ဖေကနေပြီးတော့မှသူ့တမီးကိုခေါ်ပြီးတော့မှဖေနဲ့တမီး2ယောက်တည်းရှိတဲ့အချိန်မှာဖေကသူ့တမီးကိုခေါ်ပြီးတော့မှဆုံးမပြီးတော့မှနင်းရီးစားနဲ့နင်းဘလို့နေတာလဲငါ့ကိုလှုပ်ပြဆိုပြီးတော့မှဖေကစပြီးတော့ပြောတယ်ပြောတော့သမီးကကြောက်လန့်လန့်နဲ့ပြတာပေါ့နော်ကိုတိုးလုံးချွတ်ပြတယ်ပြတဲ့အခါမှာကြောက်လန့်လန့်ပြတဲ့အခါမှာသူ့ဖေကသူ့သမီးကိုအာရမပြုတ်ကျင်တယ်အဲ့ဒီအရာကတစ်ချိန်လည်းမဟုတ်ဘူးခဏအာရမပြုတ်ကျင်မှာများလာတဲ့အခါမှာသူ့သမီးကသူ့အဖေကိုပြောတယ်ဒါသမီးအသက်73နှစ်ကြော်လေးမှနဲ့ဟိုစပြီးတော့မှပြုတ်ကျင်တာပေါ့စောင်းမတွေမှာရေးထားတော့ဘယ်လိုရေးလဲဆိုလို့ရှိရင်2018ခုနှစ်လေလောက်ကလေးကနေပြီးစပြီးတော့မှအာရမပြုတ်ကျင်တာ2020စက်တင်ဘာလအထိကိုအာရမပြုတ်ကျင်တယ်ဆိုပြီးတော့မှပြောရပေးထားတာပေါ့နော်ဒါတော့သူ့နိုင်ငံရဲ့ဥပဒေအရဒါနာမည်တွေကိုဖွက်ထားတာရှိတယ်ဒါမှမဟုတ်နာမည်အတိအကျပြောလို့မရဘူးပေါ့နော်အဲ့တော့သူ့သမီးကသူ့အဖေကိုဘာပြောလဲဆိုလို့ရှိရင်စားနဲ့ရေးပြီးတော့မှအဖေတဲ့ရက်ပါတော့တဲ့အဖေရက်ပါတော့တဲ့သမီးမခံစားနိုင်တော့ဘူးတဲ့သမီးမှလည်းချစ်တတ်တဲ့နှလုံးသားရှိတယ်ပေါ့သူ့အဖေကိုပြောချင်တာတော့ဒါဒီကိစ္စကြီးကိုသူကလေးရအောင်ပုံနားလည်နေသေးတယ်ဒီကိစ္စကြီးကိုမလုပ်ချင်ဘူးဒါသူ့ရဲ့ရည်သားနဲ့ပဲသူနေချင်တဲ့ပုံဆွဲပုံစံမျိုးပေါ့သူအဖေရက်ပါတော့ဆိုလို့ပြောတဲ့အခါမှာသူမြရဲ့ခံစားချက်နဲ့ငိုပြီးတော့မှတောင်းပန်နေပြောတဲ့အခါမှာဖေကဒီခံစားချက်ကိုနားလည်ပြီးတော့ခဏတော့ရက်သွားတာဒါပေမဲ့နောက်ပိုင်းတော့မရက်သွားဘူးလို့ဆိုပြီးတော့မှပြောပြထားတယ်နောက်ပိုင်းတော့မရက်တော့ဆက်ပြီးတော့မှကျိုးလုံနေစေပဲသမီးလေးကအိမ်အောင်ကျသွားတယ်ဗျအိမ်အောင်ကျသွားတဲ့အခါမှာလဲဖေကမကြာခဏဆိုသလိုတွားပြီးတော့မှအာရမပြုတ်ချင်းနေနောက်ပိုင်းမှာကလေးကကြောက်ပြီးတော့မှသူ့မျိုးသားအလုပ်သွားတဲ့အခါမှာသူအထက်မှာတော့ကပ်ပြီးတော့နေတဲ့အခါမှာသူကအပြင်ကနေပြီးတော့မှလည်းတကားတွေကိုကန်ကြောက်တယ်ဒါပတ်ဝန်းကျင်ကပြောပြချက်ရပါတော့တကားတွေကန်ကြောက်တယ်လက်သီးနဲ့ထိုးတယ်ဆိုပြီးတော့မှပြောတယ်ပြီးတော့နောက်ပိုင်းမခံစားနိုင်တဲ့အခါမှာသူ့သမီးကနေပြီးတော့မှသူ့အမေကိုတိုင်လိုက်တယ်သူ့အမေကနေပြီးတော့မှတစင်သူ့ကလေးမှလည်းသူ့သမီးရဲ့ယောက်ျားပေါ့အမျိုးသားတိုင်တယ်အမျိုးသားတစင်ရဲကိုဖုံးဆက်ပြီးတိုင်တဲ့အခါမှာသူ့ရဲ့အဖေကိုဖမ်းဆီးလိုက်တယ်ဖမ်းဆီးလိုက်တဲ့အခါမှာစိတ်ပညာရှင်တွေကဘာပြောလဲဆိုလို့ရှိရင်ဒါသူ့အဖေက
စိတ်ခံစားချက်လိမ်စိတ်ခံစားချက်ပဲများတဲ့အရာဖြစ်တဲ့အတွက် तू ကသူ့ကိုယ်သူနောင်တမရဘူးဆိုပြီးတော့မှလည်းပြောတယ်ပေါ့နော်ဒါ तू ကကိုယ်ပိုင်လိမ်စိတ်ခံစားမှုကိုပဲအရင်ဦးစားပေးတယ်တာသမီမှန်းမသိတော့ဘူးပထမတစ်ခါကျူးလွန်တဲ့အခါမှာတော့ तू ကမှားမှန်းသိကောင်းသိလိမ့်မယ်ဒါပေမဲ့နောက်ပိုင်းကျူးလွန်တဲ့အခါကျူးလွန်ပါများလာတဲ့အခါမှာလူရဲ့ automatic စိတ်ကတကယ်ကိုမာကျော်သွားတဲ့အခါမှာဒါဆက်ပြီးကျူးလွန်နေတဲ့အရာဆိုပြီးတော့မှပြောတယ်အဆိုးများဆုံးအမှုကဘာလဲဆိုလို့ရှိရင်သူရဲ့အကြောင်းပြချက်သူ့ကိုယ်သူနောင်တမရဘူးဆိုတဲ့အကြောင်းပြချက်သူတရားရုံးမှာလည်းထွက်ဆိုတယ်သူ့မျိုးသမီးရှင်းမှာလည်းဘာပြောလဲဆိုလို့ရှိရင်လက်ခုပ်ဆိုတာနှစ်ဖက်တီးမှမိတာဆိုပြီးတော့မှပြောတယ်ဒါကြောင့်မလို့တရားရုံးကနေတော့မှဒီအတွက်ပြစ်ဒဏ်ကိုပို့ပြီးတော့မှချမှတ်ခဲ့ပြီးတော့မှထောင်ဒဏ်19နှစ်ခွဲဆိုပြီးတော့မှချမှတ်ခဲ့တယ်နောက်တစ်ခုကကျတော့သူ့ရဲ့စကားပြောဆိုတဲ့အရာကြောင့်မလို့ဆက်ပြီးတော့မှချိန်တန်16ချက်ဆိုပြီးတော့မှဆက်ပြီးတော့မှချမှတ်ခဲ့တယ်ပေါ့နော်ဒါကိုကြည့်ချင်းအားဖြင့်အားလုံးသင်္ကန်းသာယူဖို့ရအတွက်ဘာလဲဆိုလို့ရှိရင်ဖခင်နဲ့တာသမီမိခင်နဲ့တာသမီဆိုတာအရာကမောင်နှမလိုပေါင်းတင်တာတော့မှန်တယ်ဒါပေမဲ့တချို့အရာလေးတွေကိုမိခင်ဖခင်တွေကအသိဉာဏ်ရှိတဲ့အတွက်စီးတွေထားဖို့အတွက်လိုအပ်တယ်လို့ကျွန်တော်ပြောပေးခြင်းနဲ့ရှေ့ဆက်ပြီးတော့မှလည်းဒီအရာကိုသင်္ကန်းသာယူဖို့ရအတွက်အားလုံးကိုကျွန်တော်သင်္ကန်းသာပေးချင်ပါတယ်ကျွန်တော် page လေးကိုလည်း like and follow လုပ်ပေးကြပါဦးဒီလိုမျိုးသင်္ကန်းသာရှိရတဲ့အရာလေးတွေနိုင်ငံရေးဖြစ်စဉ်တွေကိုကျွန်တော်ပြောပြသွားပါမယ်လို့ပြောပေးချင်ပါတယ်ဗျ